အားလုံးမင်္ဂလာပါရှင်ဒီနေ့ညီမကတငယ်ကြီးလေးနဲ့ပြမဟောဖို့တော့ဆက်မှဖြစ်ပါတယ်ရှင်ညီမနဲ့တူတူလိုက်ကြည့်လိုက်အောင်နော် let's go ခုဆိုရင်ညီမတို့ဟောဖို့ဆိုင်ရောက်ပါပြီရှင်ထိုင်ဖို့နေရာလေးတွေမင်းနေပါတယ်ကြတော့ညီမတို့စားဖို့ပေါ့နော်ရွဲလေးနောက်ပြီးတော့အသားတွေလာကြည့်နေပါတယ်ဒီဆိုင်မှာကြတော့တခုကကြတော့လေဘာဖြစ်လို့ကောက်လဲဆိုတော့အသားလေးလည်းစုပ်တယ်ရွဲလေးလည်းစုပ်တယ်ပေါ့နော်နောက်ပြီးတော့ဒီဆိုင်မှာညီမကြိုက်တဲ့ဟာကြတော့ချီပေါ့နော်ချီအရန်စားလို့ကောင်းတယ်ပေါ့နော်ဒီနေ့ကကြတော့ညီမတို့ကတငယ်ချင်းလေးနဲ့များရေးလာတယ်ဆိုတော့ညီမတို့ကေတဲ့အိုးကတူယူရဲနောက်ပြီးတော့ဟိချိုအိုးကတူယူရဲပေါ့နော်ဘာဖြစ်လဲဆိုတော့လူများရေးဆိုတော့လေအများကြီးစားရတယ်ပေါ့နော်ဒါကကြတော့ပစော်ကင်းနေရရုပ်ပေါ့နော်စားချင်းလေးတို့ကြော်ပြီးခုမှလာစားရလားဒီမှာဟင်းရှုပ်ခိုင်းPeso. Ah, pizza cui. Peso cầu chí vậy nó. Peso đi cầu chí. Pha lùm yum. Tay khử. Mình cho bà con có sao còn sao còn cái nào chưa mà sẽ có một chỗ mà câu luôn ở kiaစားချင်းရတော့ကြောက်လို့ပြောချီရတဲ့တောင်ပုံအေးစားလို့လည်းပြီးပြီဆိုတော့အခါပြရောက်ပါပြီရှင်နောက်ထပ်ဗီဒီယိုလေးမှာညီမဘာလေးဆက်သိပေးမယ်လဲဆိုဆက်လက်ကြည့်ရှုပေးပါဦးရှင် bye bye